We sound trick ကစားတော့မသွားဘူးပေါ့နော်ဟိုကတဲတန်ဖြစ်လို့ဆိုပြီးတော့ညမာသားကြီးကမတိမ်သွားရပေါ့နော်သူတို့ဝင်ခေါ်ရင်းနဲ့အပြန်ဝင်ခေါ်ရင်းနဲ့ We sound လေးတညိုက်သွားဖြစ်ပါတယ်โอเคတဲဟော်ရအားကြတော့ဘာမှမဖြစ်ဘူး The Plan Fish ဟုတ်တယ်ပေါ့နော်စားမယ်သူပြောက်သေးတော့မရောက်ဘူးလေမရောက်ဘူးအော်တင်မလဲ7နာရီတောင်းဆိုတာနဲ့စားဖို့တော့လမ်းမှာလေ10နာရီလောက်နေအကျိုးမှာအပြည့်ဘေးက review ကောင်းလဲဆိုတော့ငွေဆောင် page တွေကနေပြီးတော့ငွေဆောင် group တွေကနေပြီးတော့ရှာထားပြီးတော့မှအကောင်းဆုံးဆောင်ရှာပြီးတော့စားကြည့်ရပါတော့။ဒါပေမဲ့ဒီနေ့တနက်ကိုဒီဆိုင်စားမယ်။နောက်ဒီညနေကျရင်နောက်တစ်ဆိုင်စားကြည့်။နောက်တစ်ဆိုင်ကျရင်နောက်တစ်ဆိုင်စားမယ်။အဲ့စားလို့ပြီးတော့5မိနစ်10မိနစ်လောက်တော့15မိနစ်လောက်တော့အဲ့လောက်ကိချင်စားတော့ခုနကဘဇုံအော်ကနန်းရှိရဆိုတာပြကနန်းပြလာကနန်းအပြန်ဝင်ယူလာမကန်ဒီမှာမိုးကလည်းရွာသေးတယ်အဲ့ဘက်သွားပြီးတော့ဖိုတိုရှုရှာမယ်ကြိုက်မယ်ဆိုပြီးရှာတိတ်မမလူတွေအများအဲ့ပြန်လာပြန်လေးခန်းစီမှာလေဟုတ်ကိုဟိုတယ်စီမှာပဲနေရာလေးပြီးတော့နေရာလေးမှာပဲအေးစစ်ချင်းမယ်မိုက်တယ်မိုက်တယ်โอ้အဲ့ဒါကျွန်တော်တို့ရဲ့ခန်းလေးဖြစ်ပါတယ်။ဒါထိုင်တော့တော့ပေါ့။ဒီတော့ကိုဒီဘက်ကိုချဒီလိုချ။ဟုတ်ခန်းနေပါမွေးကျွန်းသွားတယ်လေအဲ့တော့ရခိုင်မိုးရပူသွားပေါ့ပါပဲတကယ်ချင်းနေနဲ့သွားတာတကယ်ချင်းနေနဲ့ဖိုက်ကတလို့ပေါ့နော်တကယ်ချင်းကြတော့ဟိုသွားမယ်ဒီမှာ plan လေးနဲ့ဒီမှာကြတော့နှစ်ယောက်တည်းကြတော့ကိုသွားချင်တဲ့နေရာသွားမယ်မသွားချင်တဲ့နေရာမသွားဘူးစားချင်တဲ့အချိန်စားတယ်စားချင်တဲ့စားဘူးအေးစင်းနေလို့ရတယ်အဲ့လေးမိုက်ဟောအေးစစ်ပဲဒီတော့တဲဟိုတယ်ကလည်းအရင်မိုက်ဆိုတာချားလူတွေတော့မသိဘူးကျွန်တော် personal အမြင်ပေါ့နော် personal အမြင်ကအရင်ကြိုက်တယ် private ဆန်နဲ့အေးစစ်ပဲဘာမှပြုပြင်မိုးမှန်ထားတာလည်းတိတ်မရှိဘူးဟိုးရင်လည်းပုံစံတိုင်းပဲဒီဟိုတယ်ဝင်ဝကိုဝင်လိုက်တဲ့ကိုကလုံးဝဟိုဘယ်လိုရမလဲတောလန်းလေးလိုပြောတယ်နော်ပင်နေနဲ့အရင်မိုက်တယ်အဲ့စဝင်လိုက်တဲ့ဟိုကအရင် fresh ဖြစ်တယ်ပေါ့နော်အဲ့ဒါ private လည်းဆန်တယ်စူးစူးညံလည်းတိတ်မရှိဘူးကြိုက်ဒီခေါက်ဝင်ဆောင်လာတာတကယ်အိတ်တယ်ဆိုပေမဲ့လည်းအရင်ပြောပါတယ်ကိုကတော့မလုပ်နေရလဲဆိုတော့ဘလောက်နေပူအသားမမဲလို့အသားမဲအောင်တင်တက်ထိုင်ဒါကတော့ကျွန်တော်တို့ဟိုတယ်ဖက်စီးဗျူးရဲ့အရှိရမြင်ကွင်းဖြစ်ပါတယ်ဒါစီးဗျူးရဲ့အရှိရကျွန်တော်ခုနထိုင်တာဟိုးနာလေးပါဒါစီးဗျူးဟုတ်အဲ့လေးမိုက်ဘာလို့ဆိုတော့ချို့ဟိုတယ်ဆိုရင်ဒီလိုကိုယ့်ရဲ့စီးဗျူးကနေဝင်ထွက်သွားပြီဆိုရင်ဒီမှာမတဲဘူးဟိုတယ်ရောရှိသေးတယ်ပေါ့နော်ဒါကျွန်တော်တဲခဲ့ဘူးဟိုတယ်မှာအဲ့လိုမျိုးရှိတယ်ဒီမှာကြလို့မဟုတ်ဘူးဒီစီးဗျူးခန်းနေပြီးတော့ထွက်သွားတာနဲ့ခါရဲကန်းကြီးရောက်သွားမြင်းနီလန်းတဲလေးပေါ့နော်ဘာတားစီမှမရှိအဲ့တခုကြိုက်တယ်ပြောရင်ကာပါကင်ကဒီခေါ်တန်နဲ့အနီးဆုံးအခန်းနဲ့အနီးဆုံးကိုထားလို့ရပါတော့ဒီဆောင်မှာရှိတဲ့ဟိုတယ်ကဟိုတယ်တခုအဲ့ private နဲ့
ဒီချားဟိုတယ်မတူဘဲနဲ့ဒီဟိုတယ်မှာထူးခြားနေတာလေးကိုလည်းပြပေးတာ